ကောင်းကင်ရဲ့မှာမိုးချိုးတွေပြက်ခတ်နေပြီးငှက်ဖျားမတပါလို့လှပတဲ့မိန်းကလေးတယောက်ရဲ့ဘေးမှာအဝတ်စားဆုပ်ပြတ်တက်နေတဲ့ကောင်လေးတယောက်ကကတ်တွယ်နေပါတယ်။သူကကြောက်လို့တုန်နေတာမဟုတ်ပါဘူး။အခွင့်အရေးယူပြီးအမကြီးရဲ့လက်ကိုကင်ကမျက်နှာချိုသွင်းနေတာပါ။အမလေးကြောက်စရာကြီးအမကြီးရဲ့ကျွန်တော်ကိုကာကွယ်ပေးပါမလို့သူကမရှက်မကြောက်ပြောနေပေမဲ့မိန်းကလေးကတော့ဒေါသတကြီးနဲ့သူ့ကိုတတ်ဖို့ဓာတ်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ဒီကောင်လေးကတော့တေးရမှာကိုမကြောက်တဲ့အပြင်အေးဆက်နေတဲ့ဓာတ်သွားကိုပါနဲ့ကပ်ပြီးဓာတ်လေးကအေးနေတာပဲနောက်ထပ်နည်းနည်းလောက်ထပ်ထိုးပေးပါလားလို့တောင်းဆိုနေပါသေးတယ်။တကယ်တော့ဒါဒီမဖြစ်ခင်9မိနစ်ကချင်းယွန်းကောင်းရဲ့ခေါင်းချုပ်ကြီးကကောင်းကင်ကကြလာမဲ့နဖျားလက်ဆောင်ကိုစောင့်ပြောနေတာပါငါတို့ကောင်းတော့ကြီးပွားတော့မယ်ဘိုးဘွားတွေမတ်ဆူလို့ကောင်းကင်ကနဖျားဆင်းတက်လာပြီလို့သူကဝမ်းသားရအော်ဟစ်နေပါတယ်ဒါပေမဲ့ကောင်းကင်ကဆင်းတက်လာတာကနဖျားမဟုတ်ပဲဘောင်းမီတိုနဲ့တီရှပ်ဝတ်ထားတဲ့ကဘာချားကကောင်းလေးတယောက်ဖြစ်နေပါတယ်သူကကောင်းရဲ့အထွတ်အမြတ်ထားရကြောက်တိုင်ကြီးပေါ်ကိုပြုတ်ကျပြီးအကုန်ဖြတ်စည်းပစ်လိုက်ပါတယ်ကောင်းချုပ်ကြီးဒေါသထွက်ပြီးတပ်ဖို့ပြင်နေတော့မှပဲကောင်းလေးရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ပန်ချီတုံးပေါ်လာပါတယ်အဲ့ဒါကတော့သူ့ရဲ့ system ပါပဲဒီ system ကထူးဆန်းပါတယ်အရှက်မရှိလေလေအစွမ်းထက်လေလေဆိုတဲ့စီးမြင့်နဲ့လေပတ်တာပါခေါင်းသားတွေကသူ့ကိုဓာတ်နဲ့ဝိုင်းထားတဲ့အချိန်မှာသူကအသက်ရှင်ဖို့အတွက်တစ်ခုတည်းသောနီးလန်ကိုရွေးချယ်လိုက်ပါတယ်အဲ့ဒါကတော့အနားမှာရှိတဲ့ခေါင်းရဲ့အလှဆုံးမိန်းကလေးရဲ့ခြေထောက်ကိုပြေးဖက်ပြီးအရှက်မရှိချွဲပြလိုက်တာပါပဲမင်းကခြေထောက်ကိုလှုပ်ဆန်းလို့မိန်းကလေးကရှက်ဒေါသထွက်နေပြီမဲ့ခေါင်းလေးရဲ့ခေါင်းထဲမှာတော့ level up ဆိုတဲ့အတန်ကြီးတစီးစီးမြည်နေပါတယ်သူအရှက်မရှိလေလေသူရဲ့ကျင့်စဉ်အစစ်တွေကဒုံးပြန်လို့တက်လာလေးပါပဲခေါင်းသားတွေကငါတို့ရဲ့နဖျားလေးကိုလှုပ်ဆန်းမင်းကိုတပ်ပြစ်မယ်လို့ဝိုင်းအော်လီသူကပို့ပြီးအရှက်မရှိပြလေပါပဲနောက်ဆုံးမှာတော့ကောင်းကင်ကမူးကျူးငါကြီးဆင်းတက်လာပြီးသူ့ကိုတိုက်ခိုက်ချိန်မှာသူကထောက်ပြေးတဲ့အစားအရှက်မရှိဆုံးပုံစံတစ်ခုနဲ့မူးကျူးကိုခုခံဖို့ပြင်လိုက်ပါတယ်သူ့ရဲ့ဒီလိုအရှက်မရှိတဲ့လောက်ရကပဲသူ့ကိုကဘာပေါ်မှာအစွမ်းထက်ဆုံးသူဖြစ်လာမှာလားဒါမှမဟုတ်အားလုံးရဲ့ဝိုင်းတက်တာကိုခံရမှာလားဒီအရှက်မရှိတဲ့ကောင်းလေးရဲ့နောက်ထပ်အပိုင်းတွေကိုကြည့်ရင်တော့ follow လုပ်ထားဖို့မမိနိုင်ဘူးဗျ